ဇနီးဖြစ်သူဆီယာမ၏ကြောကုန်းပေါ်တွင်ဖြူဟာကုတ်တစ်ခုရိုက်နှိပ်ထားသည်ကိုတွေ့လိုက်ရသဖြင့်ခင်မုန်းဖြစ်သူမှာအလွန်တုန်လှုပ်သွားခဲ့သည်ဆက်စုလိုစိတ်ဖြင့်သူ၏ဖုန်းဖြင့်စကင်ဖက်ကြည့်လိုက်ရာဇနီးဖြစ်သူ၏ចောင်းသားဂယုစာမျက်နှာတစ်ခုပေါ်လာသည်ထိုဂယုမှာကြည့်ရသည်မှာတမျိုးကြီးဖြစ်နေသည်သူသည်ဂယုထဲသို့နှိပ်ဝင်ကြည့်လိုက်ရာဇနီးဖြစ်သူ၏အတန်ဖိုင်ကိုကြားလိုက်ရသည်လုံကျန်းလက်ဖက်ရည်အသစ်တွေရောက်ပြီးနော်မြည်ဆန်းကြည့်ခြင်းနဲ့ညီကိုတို့မြန်မြန်လာခဲ့ကြဦးတဲ့သို့သောခင်မုန်းဖြစ်သူအသေးချာမှတ်မိနေသည်မှာသူ၏ဇနီးသည်နိုင်ငံခြားဘာသာစကားတင်ကျောင်းတွင်စာတင်နေခြင်းဖြစ်သည်ယခုအခါသူမကအဘဲကြောင့်ချက်တင်ဂယုထဲတွင်လက်ဖက်ရည်ရောင်းနေရသည်ဇနီးဖြစ်သူ၏တလဝင်ငွေမှာသူ၏နိုင်ဝက်စာလစာထပ်ပင်များနေပုံနောက်ပိုင်းတွင်သူမသည်နေတိုင်းအိမ်ပြန်လာလျင်လူပင်ပန်းနေတတ်ပြီးအတူနေချိန်များတွင်ပင်စိတ်လေးနေတတ်သည်များကိုသူပြန်စဉ်းစားမိသည်ခင်မုန်းဖြစ်သူမှာတခုခုမားနေပြီဟုခံစားမိတော့လေသူမကိုချက်ချင်းတော့မမေးမြန်းခဲ့ပေနောက်တစ်နေ့တွင်သူသည်ဇနီးဖြစ်သူနောက်သို့တိတ်တဆိတ်လိုက်သွားခဲ့ရာအတန်းထဲတွင်အမျှကိုသားចောင်းသားများဖြင့်ပြည့်နှက်နေသည်ကိုတွေ့ရသည်ဇနီးဖြစ်သူကចောင်းသားများအပေါ်ရမက်ကြွစေမည့်စကားလုံးများပြောဆိုနေသည်ကိုပင်ကြားလိုက်ရသည်ဒီညတော့မင်းတို့ကိုလုံးဝနေလို့ကောင်းသွားအောင်လုပ်ပေးမယ်တဲ့အခန်းထဲမှထွက်ပေါ်လာသောအတန်များမှာပင်လူကိုမျက်နှာပူစေသည့်အချို့ကလည်းဤနေရာမှဆရာမလေးများမှအားလုံးငယ်ရွယ်ချုံမောကြပြီးစာတင်ချိန်ဝတ်စုံများမှလည်းအထူးဆွဲဆောင်မှုရှိသည်ဟုပြောနေကြသည်ထိုမျိုးသားမှာစိတ်မသက်မသာဖြစ်လာပြီးအမှန်တရားကိုရှာဖွေရန်ဆုံးဖြတ်လိုက်သည်တင်နန်းဆောင်စီတို့သူရောက်ရှိသွားချိန်တွင်ဇနီးဖြစ်သူနှင့်အမှတ်မထင်တိုးမိသွားသည်ကံကောင်းထောက်မစွာဖြင့်သူကရုပ်ဖြတ်ထားသဖြင့်သူမကသူ့ကိုမမှတ်မိခဲ့ပေဆက်လက်ကြားလိုက်ရသောစကားများကသူ့ကိုပို၍ပင်ဇဝေဇဝါဖြစ်စေခဲ့သည်ဆရာမရှမ်းဒီညအားလားကျွန်တော်တီးတန့်ကျူရှင်ယူခြင်းလို့ပါဟုတဦးကမေးရဒီညတော့လူပြည့်နေပြီနောက်တနေ့မှချင်းရအောင်ဟုသူမကပြန်ဖြေသည်ဘလို့အတန်းမျိုးကတီးတန့်ကျူရှင်တင်ပေးဖို့လိုအပ်နေသည်နည်းဆိုသည်ကိုထိုမျိုးသားနားမလည်နိုင်ဖြစ်နေသည်ဤကြောင့်ဒီတိတ်တဆိတ်မကောင်းမှုတစ်ခုခုလုံးနေသည်ဟုသူတန်တရားဝင်လာသည်ထို့ကြောင့်သူသည်အတန်များထွက်ပေါ်လာရာခန်းတစ်ခုကိုချောင်းနားထောင်ရန်အဆောက်အုံထဲသို့ဝင်သွားခဲ့သည်လက်ထက်ဝန်ထမ်းကဘာတော့မလဲဟုမေးလာရာသူကလုံကျန်းလက်ဖက်ရည်ဟုလူခနဲပြောလိုက်မိတော့လေဝန်ထမ်းကထိုလက်ဖက်ရည်မျိုးသူတို့စီတွင်မရှိကြောင်းညင်းဆိုသည်သို့တော်သူတို့ပြောနေသည်ကိုသူအသေးချာကြားခဲ့ရသည်မဟုတ်ပါလားဤအချက်ကအတန်များထွက်ပေါ်လာရာခန်းပေါ်သူ့ကိုပို၍ဆက်ဆုခြင်းစိတ်ဖြစ်ပေါ်စေသည်ထိုခန်းတွင်မြည်သည့်ဘာသာရက်ကိုတင်ကြအာသနီဟုလက်ထက်ဝန်ထမ်းကိုသူမေးကြည့်ရာအဖွဲ့ဝင်များသာဝင်ခွင့်ရှိသောအခန်းဖြစ်ပြီးငွေနှဲငယ်ပေးလျင်မြည်သူမဆိုဝင်နိုင်ကြောင်းဝန်ထမ်းကဖြေသည်ထိုမျိုးသား၏တန်တရားမှာပို၍ခိုင်မာလာတော့လေယနေ့အိမ်ပြန်ထွက်လာသည်မှာကြာနေပြီဖြစ်၍ဇနီးဖြစ်သူတတိထားမိသွားမည်ကိုစိုးရိမ်သဖြင့်အိမ်ပြန်ပြီးအစီအစဉ်တစ်ခုစဉ်းစားရန်ဆုံးဖြတ်လိုက်သည်ညနေတော့လေသူသည်အိမ်မပျော်ဘဲတနေ့တာဖြစ်ပျက်ခဲ့သည့်မိကုံများကိုသာစဉ်းစားနေမိသည်လုံကျန်းလက်ဖက်ရည်ဆိုသည်မှာအခြားအတိတ်ပဲတစ်ခုခုရှိရမည်ဟုသူယုံကြည်နေသည်တင်နန်းမှာညဘက်တွင်ဖြစ်သည်ဟုចောင်းသားများပြောသည်ကိုသူမှတ်မိသွားပြီးညအချိန်သည်သာလုံကျန်းလက်ဖက်ရည်၏လှုပ်ဝက်ချက်ကိုဖော်ထုတ်နိုင်မိသောချက်ဖြစ်လိမ့်မည်ဟုသူတွေးလိုက်သည်နောက်တစ်နေ့ညနေတွင်သူចောင်းသို့ပြန်သွားခဲ့သည်ဤတစ်ချိန်တွင်မူသူသည်တင်နန်းဆောင်ထဲသို့တန်တန်မတ်မတ်ဝင်သွားပြီးဇနီးဖြစ်သူကသူ့ကိုမြင်လျင်မြည်တို့တုတ်ပြန်မည်ကိုကြည့်လိုသည်သို့တော်လူသူကင်းရှင်းနေချိန်တွင်လူနှစ်ဦးကလက်ဖက်ရည်ဘူးများလာပို့နေသည်ကိုသူတွေးလိုက်ရသည်ထိုဘူးများထဲတွင်လက်ဖက်ရည်မဟုတ်ဘဲဖုံးကွယ်ထားလို့တော့အခြားအရာတစ်ခုခုရှိနေသည်ဟုသူအသေးချာခံစားနေရသည်သူသည်အဆောက်အုံထဲသို့တိတ်တဆိတ်ချင်းကပ်သွားသည်ဆရာမရှမ်းကျွန်တော်တို့အားလုံးအပင်ပန်းခံလုပ်ခဲ့ကြတာဆိုတော့ဒီညကျူရှင်လေးနည်းနည်းလောက်ကိုတင်ပေးလို့ရမလားမင်းတို့တကယ်ကိုစူးစမ်းကြတာပဲဒီညတော့မင်းတို့နှစ်ယောက်ကိုကျူရှင်ကောင်းကောင်းတင်ပေးမယ်ဟုသောစကားကိုကြားလိုက်ရချိန်တွင်သူသည်ဆက်စုလိုစိတ်ကိုမထိန်နိုင်တော့ပေညင်နဲ့တကောင်တွင်အတန်များထွက်ပေါ်လာရာတကားဝါသို့တူသွားလိုက်ပြီးအတွင်းတွင်မြည်သည့်လျှို့ဝှက်ချက်ရှိနေသည်ကိုကြည့်ရန်ပြင်လိုက်စဉ်တကားအပြင်ဘက်၌လူနှစ်ဦး၏မြင်ကွင်းကိုမထင်မှတ်ဘဲမြင်တွေ့လိုက်ရလေသည်